ရဲ့ coffee ကိုဘလို့တောက်ရမလဲဆိုပြီးတော့လာမေးတဲ့သူတွေရှိတယ်ပေါ့နော်ကိုယ့်ရဲ့ weight ကပေါင်150နဲ့အထက်ဆိုလို့ရှိရင်တစ်နေ့ကို2ထုပ်တောက်လို့ရတယ်မနေ့အိပ်ရထားတဲ့အချိန်တစ်ထုပ်နဲ့နေ့လေပေါ့ထမင်းစားပြီးနိုင်ဝက်ကြာတစ်ထုပ်တောက်လို့ရတယ်ရေ3လီတာနဲ့အထက်တောက်ပေးလို့ရှိရင်ကိုယ့်ရဲ့ weight ကိုကျစေတယ်ပြီးလို့ရှိရင်ကိုကမြန်မြန် weight ကျခြင်းနဲ့ဆိုလို့ရှိရင်ဘာလုပ်ပေးရမလဲဆိုရင် exercise လေ့ကျင့်ခန်းလုပ်ပေးတာမျိုးလုပ်လို့ရတယ်အဲ့ဒါကကြပေါင်150နဲ့အထက်လူတွေကကြတော့ဒီ exercise နဲ့တွဲပြီးတော့လုပ်တာပိုကောင်းတယ်ဘာလို့လဲဆိုတော့သူ့ရဲ့သွေးရင်းအဆီတွေကပိုများတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာသွေးရင်းအဆီများလို့ရှိရင်သွေးတို့စီးကြိုအဲ့လိုမျိုးယောဂတွေကမဖိတ်ခေါ်ပဲနဲ့ရောက်တယ်ကိုကအသက်ကတော့ငယ်ငယ်လေးချီသေးတယ်ကိုရဲ့ weight ကအရင်များနေတယ်ဆိုလို့ရှိရင်အဲ့ယောဂတွေကမဖိတ်ခေါ်ပဲနဲ့ရောက်ပြီးတော့နေ့စဉ်တချို့ဆိုလို့ရှိရင်ကိုနဲ့တက်တူရွယ်လူတွေဆိုလို့ရှိရင်သွေးတိုးကြစေးတွေတောက်နေရတဲ့သူမျိုးတွေဆိုလို့ရင်တွေ့ဘူးတယ်ပေါ့နော်အဲ့တော့ကိုကလေ့ကျင့်ခန်းလေးနေ့စဉ်ပုံမှန်လုပ်မယ်အဲ့လိုမျိုးပဲလေ့ကျင့်ခန်းနဲ့အတူတူပဲ coffee ကိုတနေ့နှစ်ခွက်တောက်မယ်ဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့အသွေးတွေမှာရှိတဲ့အဆီတွေကိုလည်းကျစေတယ်ပြင်ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေလည်းကျစေတယ်သူကဒီ IBF coffee ကဒီပဇွန်ရဲ့အခွန်နဲ့ပြုတ်လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပင်လယ်စာနဲ့ဓာတ်မတည့်တဲ့သူတွေတောက်သုံးလို့မရဘူးပေါ့နော် collagen ပါရတဲ့ကြောင့်မလို့အသားရည်ကိုတင်းရင်လှပစေတယ်အဲ့တော့ဒါပေါင်150နဲ့အထက်ပေါင်150နဲ့အောက်ကျတဲ့သူတွေကတော့တနေ့ကိုတစ်ခွက်ပုံမှန်တောက်ပေးလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ရေကတော့တနေ့ကို3လီတာနဲ့အထက်တောက်ပေးပါအဲ့ဒါကပို့ပြီးတော့ကိုယ့်ရဲ့ weight ကိုပိုကျစေတယ်ပေါ့နော်ဒါက IB coffee လာမေးကြတဲ့သူတွေကိုဒါဖြည့်ပေးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်